အားလုံးပဲမင်္ဂလာပါရှင်နှလုံးသွေးကြောထဲမှာ stent ထည့်ထားတဲ့လူတစ်ယောက်က heart attack ရခဲ့ရင်ကျမတို့ဘယ်လိုကူညီကြမလဲကားတစ်စီးဟာအင်ဂျင်ကောင်းကောင်းလည်ပတ်ဖို့အတွက်စီလိုအပ်တယ်လို့လူရဲ့နှလုံးကောင်းမွန်စွာလည်ပတ်ပြီးတော့သွေးကောင်းကောင်းစီးဆင်းပြီးအစီကဲတွေသွေးကဲတွေပိတ်မနေဖို့လိုအပ်ပါတယ်အကယ်၍များအင်ဂျင်ကမကောင်းတော့ဘူးဆိုရင်စီချူဖို့လိုအပ်တယ်လို့ပဲလူတွေရဲ့နှလုံးမှာလည်းအစီကဲတွေသွေးကဲတွေပိတ်နေမယ်ဆိုရင်သွေးကောင်းကောင်းစီးဆင်းမှာမဟုတ်ပါဘူးဒါကြောင့်သွေးကောင်းမွန်စွာစီးဆင်းမှုအတွက် stent ဆိုတဲ့သေးငယ်တဲ့အရာလေးကိုနှလုံးရဲ့သွေးကြောမှာထည့်ရပါမယ်ဒါမှသာနှလုံးရဲ့လှုပ်ဆောင်ချက်တွေပြန်လည်ကောင်းမွန်လာမှာပဲဖြစ်ပါတယ်ရှင်နှလုံးကိုထောက်ပံ့ပေးနေတဲ့အဓိကသွေးကြောကြီး၃ခုရှိပါတယ်နှလုံးသွေးကြောတစ်ခုမှာ stent ထည့်ထားပြီးမယ်လေနောက်ထပ်ပိတ်ဆို့မှုအသစ်တရားတခြားသွေးကြောတွေမှာဖြစ်နေနိုင်ပါသေးတယ်ဒါကြောင့်သတိထားစရာလေးတွေသိထားတဲ့နာလေးတွေကို sharing လုပ်ပေးကြပါရရှင်ပထမအချက်အနေနဲ့ one in sign လို့ခေါ်တဲ့အချက်ပြသတိပေးချက်တွေကိုသိထားရပါမယ်လူတစ်ယောက်ကရင်ဘက်ကနေတစ်ခုခုညှစ်ဆုပ်ထားသလိုမျိုးဒါမှမဟုတ်ပေါ်ကနေတစ်ခုခုဖိထားသလိုမျိုးခံစားရတဲ့ခါမှာရဲ့ပြီးတော့အဲ့ဒီနာကျင်မှုတွေကမေးယိုလေပင်ကနေမှဒီဘယ်ဘက်လက်မောင်းတစ်လျှောက်ပေါ့နော်ပြန်လာတဲ့ခါမှာရဲ့ပြီးတော့ခေါင်းမူးဝေတာတွေအသက်ရှူရချက်တာတွေနဲ့ချွေးစည်းပြန်လာတဲ့အချက်တွေပေါ့နော်ဒီချက်တွေကိုဆိုလို့ရှိရင်သတိထားရပါမယ်ရှင်ဒုတိယချက်အနေနဲ့ကတော့ဒီလိုမျိုးတွေဖြစ်လာခဲ့ပြီဆိုလို့ရှိရင်အရေးပေါ်အကူအညီဒါမှမဟုတ် emergency ကားကိုချက်ချင်းခေါ်ရပါမယ်ဒီလူကနှလုံး stent ထည့်ထားတယ်လို့ကိုကသိထားတယ်ဆိုလို့ရှိရင်လည်းပြောပြထားရပါမယ်ဒါမှသာဆရာဝန်အနေနဲ့လိုအပ်တာကိုပြင်ဆင်ပြီးတော့ယူလာနိုင်မှာပဲဖြစ်ပါတယ်ရှင်တတိယချက်အနေနဲ့ကတော့